နောက်ထပ်ဒုတိယမြောက်ပွဲကိုထိုးဖို့စာချုပ်ပေါ်မှာလက်မှတ်ရေးထိုးလိုက်ပြီးပဲဖြစ်ပါတယ်။ဒီတစ်ခါကြော်ကြီးထိုးရမယ့်ပွဲကကစ်ဘောက်ဆင်ပွဲဖြစ်နိုင်ရည်ရှိနေပြီးတော့ပထမဆုံးကစ်ဘောက်ဆင်စီးမင်းနဲ့ထိုးတက်သွားရမှာလည်းဖြစ်ပါတယ်။ကျော်စွာဝင်းကလာမယ့်ပွဲအတွက် Fairtex လေ့ကျင့်ရေးကျင်းမှာကစ်ဘောက်ဆင်လက်အိတ်နဲ့လေ့ကျင့်ပြီးသူ့ရဲ့ပထမဆုံးကစ်ဘောက်ဆင်ပွဲအတွက်အပြင်းထန်စ조사နေတာပါ။ပထမပွဲထိုးပြီးအိမ်ပြန်ခြင်းပေမဲ့လုံးမနီကွန်ကေးကပရိသတ်တွေရဲ့ကြော်စွာဝင်းဆိုတဲ့အားဖေးတန်တွေကြောင့်ဒုတိယမြောက်ပွဲကိုလက်ခံလိုက်တာဖြစ်ပြီးအများကြီးစ조사သွားမယ်ဆိုပြီးတော့ပရိသတ်တွေကိုသတင်းစကားပါလိုက်တာပါ။ကျော်စွာဝင်းရနောက်ထိုးမဲ့ပွဲကိုတော့ Fairtex Gym က Senior Fighter တွေပထမပွဲစဉ်ကထက်ကွင်းထဲထိလာပြီးပိုဝင်းရံဖို့ရှိနေတယ်လို့အရင်ပွဲစဉ်တုန်းကကွင်းထဲထိလာရောက်အားမပေးနိုင်ခဲ့ Stan Fairtex လို့ Fighter ကလည်းကျော်စွာဝင်းရနောက်ပွဲကိုကွင်းထဲထိအားပေးဝင်းရံဖို့ရှိနေတယ်လို့သိလာပါတယ်။ထိုင်းကိုရောက်ပြီးနောက်ပိုင်းမွေထိုင်းဝိုင်းနှစ်ပွဲထိုးတက်ခဲ့ရမှာအလဲထိုးနိုင်ပွဲတွေနဲ့ကြီးပဲအနိုင်ယူပြခဲ့တဲ့ကျော်စွာဝင်းကိုထိုင်းပရိသတ်တွေကတော့အလဲထိုးပရင်ဆိုပြီးတင်စားနေကြတာပါ။ကျော်စွာဝင်းရဲ့ပထမပွဲကပြသခဲ့တဲ့တိုက်စစ်ဆင်းမှုဟာပွဲစီစဉ်သူတွေကိုအကြိုက်တွေ့စေခဲ့တာအမှန်ပဲဖြစ်ပါလိမ့်မယ်။မမပရိသတ်တွေရဲ့တခဲမဲ့အားမင်းမှုဟာone and third တော်ကြီးမားတဲ့ marketing တစ်ခုပါ။လူကြီးနှုံးတက်စေမဲ့ကစားသမားကိုနေရာပေးတာဟာစီးပွားရေးအရာကြည့်ရင်လည်းတဘာဝကျပါတယ်။တန်းစီစရာမှာအပြောင်းလဲဖြစ်အောင်အရေးချင်းရှိတဲ့မျိုးဆက်တွေကိုနေရာပေးပြီးထိတ်သီးတွေနဲ့စမ်းသက်ကြည့်တဲ့မဟာဗျူဟာလည်းဖြစ်နိုင်ပါတယ်။ဒါဟာအခွင့်အရေးကိုလက်စွမ်းပြပြီးစုပ်ကုန်နိုင်မလားဒါမှမဟုတ်ဖိအားအောင်မှာပျောက်ကွယ်သွားမလားဆိုတာကတော့လာမဲ့မတ်လ20ရက်နေ့မှာအဖြစ်ပေါ်ပါလိမ့်မယ်။ကျော်စွာဝင်းအနေနဲ့ဒီအခွင့်အရေးကိုအသုံးချပြီးမြမအကုံဆောင်နိုင်မလားခမားတို့ကဘယ်လိုမြင်လဲဒါဟာတကယ်ပဲမြောက်စားခံရတာလားဒါမှမဟုတ်ထိုက်တန်တဲ့နေရာတစ်ခုလား